တနေ့မနက်ပုံမှန်အတိုင်းမနက်ခင်းတစ်ခုမှာအာမာမီယူယူဟီဟာသူ့အခန်းထဲမှာစကားပြောတတ်တဲ့ပုတ်တင်ညိုတစ်ကောင်ကိုတွေ့ပြီးလန့်သွားခဲ့တယ်ထိုပုတ်တင်ညိုကသူ့ကိုယ်သူနွိုင်းခီစင်နိုင်ခရစ်စန်လို့မိတ်ဆက်ပြီးကဘာချိုကိုဖျက်ဆီးဖို့ကြံစီနေတဲ့စိုးသွမ်းတဲ့ဆုံးစရာတယောက်ရဲ့လက်ကနေမင်းသမီးကိုကာကွယ်ဖို့မစ်ရှင်တစ်ခုနဲ့ရောက်လာတာလို့ဆိုပါတယ်သူဟာကဘာကြီးကိုပြတ်သုံးတော့မဲ့ဘေးကနေကယ်တင်ဖို့ဆေးလွတ်လိုက်တဲ့သူရဲကောင်းတစ်ယောက်ဖြစ်ပြီးအာမာမီရဲ့အင်အားကိုငှားရမ်းဖို့လိုအပ်တယ်လို့ပြောပါတယ်။အာမာမီကတော့အံ့ဩဖို့ကောင်းအောင်ပဲပုတ်တင်ညိုစကားအဆုံးမှာဖမ်းကင်ပြီးသတင်းပေါက်ကနေအပြင်ကိုလွှင့်ပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့အိမ်နီးနားချင်းအာဆာဟီနာဆာမာတဲ့ဆိုင်ဆဲမဒန်ဘယ်ကိုနီပေါ်မှာရက်နေတာကိုသတိထားမိပြီးနှစ်ယောက်သားရင်ကြီးကြီးနှုတ်ဆက်ခဲ့ကြတယ်။ဒါပေမဲ့သူအခန်းထဲကိုပြန်လှည့်ဝင်တဲ့အခါခီးစင်ကဘလို့နီးနဲ့မဆိုအခန်းထဲကိုပြန်ရောက်နေတဲ့အတွက်သူကထပ်ပြီးလွှင့်ပစ်လိုက်ပြန်ပါတယ်နောက်ပိုင်းမှာသူစပိန်စီပြီးကြောင်းသွားဖို့ပြင်တဲ့အခါခီးစင်ကသူ့ပခုံးပေါ်မှာထပ်ပြီးကပ်ပါလာပြန်တဲ့အာမာမီကအယမ်းလန့်သွားပြီးခါချလိုက်ကအရှင်ပြင်းပြင်းနဲ့နင်းထွက်ခဲ့ပါတယ်သူလွတ်ပြီးလို့ထင်နေတော့မှပဲခီးစင်ကသူ့အပေါ်ကိုထပ်ပြီးခုန်တက်လိုက်တာကြောင့်သူဟန်ချက်ပြက်ပြီးမြေကြီးပေါ်ကိုလဲကျသွားခဲ့ပါတယ်နောက်ဆုံးမှာတော့အာမာမီဟာခီးစင်သူ့နောက်ကိုကြောင်းအထိလိုက်လာတာကိုခွင့်ပြုလိုက်ရပါတော့တယ်